မင်္ဂလာပါခင်ဗျာဒီနေ့ရဲ့ audiobook ကိုစတင်နာဆင်ကြရအောင်အခုလိုစာအုပ်အတန်ဖတ်များဗဟုသုတနဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲနားဆင်ကျင်နေဆိုရင် channel လေးကို subscribe လုပ်ပြီး like လေးနှိပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်အခုတော့ဒီနေ့ရဲ့အကြောင်းအရာကိုဆက်လိုက်ကြရအောင်စတန်အခန်း6ပျော်ရွှင်ခြင်းဤရန်သူသို့မဟုတ်အတွေးလွန်ခြင်းကျွန်တော်ကငငယ်တုန်းကအရန်အားငယ်တက်တဲ့သူတယောက်ဖြစ်ခဲ့ပါတယ်ကျွန်တော်ရဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကိုအမြဲတမ်းစူးစမ်းပြီးအားငယ်နေလေးရှိပါတယ်ဒီအချက်ကြောင့်ပဲကျွန်တော်လူတွေနဲ့တိတ်ပြီးပြောဆိုဆက်ဆံမှုမရှိခဲ့ပါဘူးပျော်ပွဲရွှင်ပွဲတွေကျောင်းပွဲတွေလည်းပါဝင်ဆင်နွှဲလေးမရှိပါဘူးလူတော့တိတ်မတိုးရဲခဲ့တာပါကျွန်တော်ကျောင်းသွားရမှလည်းအရန်ကြောက်ခဲ့ပါတယ်စိတ်ထဲမှာအမြဲအားငယ်နေတတ်ပါတယ်အတန်းရှိတစ်ခုခုထွက်ပြောရတာမျိုးကိုအမြဲတမ်းရှောင်ရှားလေးရှိပါတယ်မဖြစ်မနေထွက်ပြောရရင်လည်းအမြဲစိတ်လှုပ်ရှားနေတတ်ပါတယ်ငါ့ကိုသူများတွေဘယ်လိုမြင်မလဲဆိုတဲ့အတွေးကကျွန်တော်ငယ်ဘဝကိုဘောင်ခတ်အကျိုးချခဲ့ပါတယ်အတွေးလွန်ခြင်းဟာငယ်ဘဝတင်မဟုတ်ပါဘူးအသက်ကြီးလာတဲ့အထိဒုက္ခပေးပါတယ်တခါတလေအတွေးလွန်တာကြောင့်အခွင့်အရေးတွေဆုံးရှုံးခဲ့တာမျိုးလဲခဏခဏကြုံခဲ့ရပါတယ်နောက်တော့စာအုပ်တွေဖတ်ရင်းအဲ့ဒီအချက်ကိုဖျောက်ဖို့လိုလာပြီဆိုတာသဘောပေါက်လာခဲ့ပါတယ်ကျွန်တော်လိုပဲအတွေးလွန်ပြီးပျော်ရွှင်ခြင်းနဲ့ကင်းဝေးနေသူတွေလည်းတွေးခဲ့ဘူးပါတယ်တစုံတစ်ခုလောက်ခံနေတိုင်းငါလှုပ်လိုက်ရင်ဘာဖြစ်မလဲဆိုတာမျိုးတွေးတတ်ကြပါတယ်တခုခုအပြောင်းလဲအစ်စ်လုပ်မယ်ဆိုရင်လည်းမှားသွားမှာကြောက်လိရှိကြပါတယ်အတွေးလွန်ခြင်းဟာကောင်းကျိုးမပေးတတ်ပါဘူးတွေးတင်တဲ့လောက်တွေးတာပဲကောင်းပြီးအသေးအဖွဲရတိုင်းကိုအကြာကြီးအတွေးလွန်နေရင်တော့ဒုက္ခတသေးလေးတွေဟာဒုက္ခကြီးကြီးမားမားကြီးတွေဖြစ်လာတတ်ပါတယ်အတွေးလွန်တဲ့အခါများသောအားဖြင့်ဘယ်သူမှပြောစရာကောင်းတဲ့အတွေးတွေနဲ့အတွေးမလွန်ကြပါဘူးများသောအားဖြင့် negative အတွေးတွေပဲအတွေးလွန်တတ်ကြပါတယ်အဲ့ဒီလိုအတွေးလွန်တဲ့အခါမှန်မှန်ကန်ကန်ဆုံးဖြတ်ချက်မချနိုင်တော့ပါဘူးအဲ့ဒီလိုလူမျိုးတွေအတွက်ကျွန်တော်ကျင့်သုံးခဲ့တဲ့နည်းလမ်းအချို့ကိုပြန်လည်မျှဝေချင်ပါတယ်ဘယ်အချိန်မှာအတွေးလွန်နေပြီလဲသိဖို့လိုမယ်အတွေးလွန်ခြင်းကိုမနှိမ်နှင်းခင်မိမိပဲအချိန်မှာအတွေးလွန်နေလဲသိရပါမယ်မိမိဘာသာအတွေးလွန်နေလားဆိုတာကိုမသိရင်ကုသဖို့မလွယ်ပါဘူးဘလို့အနေထားမျိုးဆိုမိမိဖျားနေပြီလဲဆိုတာကိုသိတယ်လို့မျိုးပေါ့ဘလို့အနေထားမျိုးဆိုမိမိအတွေးတွေလွန်နေပြီဆိုတာကိုသိရပါမယ်စိုးရိမ်မှုတွေများလာပြီးအတွေးတွေလွန်လာပြီဆိုရင်မိမိကိုယ်ကိုသတိပြုမိဖို့လိုပါတယ်နဲ့မှားသွားမှထက်မှန်သွားရင်ဘာဖြစ်မလဲအတွေးပါများသောအားဖြင့်အတွေးလွန်ခြင်းကိုအဓိကဖြစ်စေတဲ့အချက်ဟာအကြောက်တရားဖြစ်ပါတယ်အဲ့ဒီအကြောက်တရားကိုပို့ပြီးလောင်ကျွမ်းစေတဲ့လောင်စာကတော့မိမိလှုပ်လိုက်ရင်ဘာမှသွားမလဲဆိုတဲ့အတွေးပါအဲ့ဒီအတွေးကိုတွေးရင်းနဲ့မှားခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုပါမြင်အောင်လာပါလိမ့်မယ်အဲ့ဒီအခါမှာအကြောက်တရားကပုံမူကြီးထွားလာပါလိမ့်မယ်ဒီတော့နောက်တစ်ခါတင်အတွေးလွန်နေပြီလို့ခံစားမိရင်အဆိုးတွေတွေးနေတာကိုရက်လိုက်ပါအဲ့ဒီလိုတွေးမဲ့စာဘာတွေများအမှန်တွေဖြစ်လာနိုင်မလဲကိုခေါင်းထဲထည့်ပါဥပမာလူ20ယောက်ပြိသက်ရှိတဲ့ဟောပြောပွဲလေးတစ်ခုကိုတင်သွားတယ်ဆိုပါစို့တင်ရန်စိတ်ဝင်စားတဲ့ဟောပြောပွဲလေးဖြစ်ပြီးဟောပြောပွဲပြီးချိန်မှာတင့်ကောင်းတဲ့အရန်မေးချင်နေတဲ့အရာလေးတစ်ခုရှိနေတယ်ဟောပြောပွဲကိုလာပြီးဟောပြောနေတဲ့သူကလည်းတကယ်ကိုနာမည်ကြီးသူအောင်မြင်နေသူတင်လေးစားရသူတယောက်ဖြစ်နေတယ်သူကလည်းမေးခွန်းမေးချင်သူတွေရှိလားလို့ပြောလိုက်တယ်ဆိုပါစို့တင်မေးချင်နေတဲ့မေးခွန်းကိုတင်မေးဖြစ်မယ်ထင်လားများသောအားဖြင့်မြန်မာလူငယ်တွေထဲမှာမမေးရတဲ့သူတွေရှိတတ်ကြပါတယ်ကျွန်တော်လည်းအရင်ကမမေးရခဲ့ပါဘူးဒါပေမဲ့ကျွန်တော်မေးရအောင်လေ့ကျင့်ယူခဲ့ပါတယ်ကျွန်တော်မေးမဲ့မေးခွန်းဟာဟောပြောနေသူဒါမှမဟုတ်အခြားနားထောင်နေသူတွေအတွက်ရေးစရာများဖြစ်နေမလားလို့ကျွန်တော်တွေးပြီးကြောက်ခဲ့ရဖူးပါတယ်နောက်တော့ကျွန်တော်အတွေးတွေပြောင်းသွားခဲ့ပါတယ်ကျွန်တော်စူးစမ်းတာကကျွန်တော်မမေးရင်ဒီခွင့်ရေးနောက်ဘယ်တော့ရမလဲကျွန်တော်မသိတော့ဘူးကျွန်တော်အိမ်ပြန်တဲ့လမ်းမှာနောင်နာတွေရနေလိမ့်မယ်နှစ်ကျွန်တော်တစ်သက်လုံးဒီလိုပဲကြောက်တတ်တဲ့လူတစ်ယောက်ဖြစ်သွားလိမ့်မယ်သုံးကျွန်တော်မေးလိုက်လို့အခြားသူတွေကရေခဲရင်လဲအဲ့ဒီလူတွေနဲ့နောက်နှစ်ပြန်တွေးဖို့မရှိတော့ဘူးပြန်တွေးဖို့ရှိရင်တော့သူတို့ကနေတိုင်းရင်နိုင်မှာလားသူတို့ရေချင်းမရေချင်းကရောကျွန်တော်ဘဝတိုးတက်မှုနဲ့သက်ဆိုင်နေလို့လားလေကျွန်တော်စိတ်ထဲကနေတစ်နှစ်သုံးရေလိုက်တယ်သုံးရောက်တဲ့အချိန်မှာကျွန်တော်လက်ထောင်ပြီးပထမဆုံးအချိန်မေးဖြစ်ခဲ့တယ်ကျွန်တော်မေးတဲ့မေးခွန်းကိုဟောပြောနေသူကလည်းတေချာပြန်ဖြေခဲ့တယ်ဘယ်သူမှလည်းမရေကြပါဘူးကျွန်တော်စိတ်ထဲတော်တော်ကိုပျော်သွားခဲ့တယ်နောက်တော့အဲ့ဒီအကျင့်လေးကျွန်တော်ရလာတယ်ဘယ်တော့မဆိုမရှင်းတာရှိရင်မေးရဲလာတယ်အဲ့ဒီအချက်ကအသေးဖွဲလေးလို့တင်ထင်ကောင်းထင်လိမ့်မယ်တကယ်တော့အဲ့ဒီအချက်ဟာကျွန်တော်ဘဝရဲ့အကြီးမားဆုံးပြောင်းလဲမှုတွေထဲကတစ်ခုပါအဲ့ဒီအချက်ကြောင့်ကျွန်တော်ကောင်းကျိုးများစွာရခဲ့တယ်ဘ ഹു တုတများစွာရခဲ့တယ်ကျွန်တော်ပြောရဲဆိုရဲရှိလာခဲ့တယ်အရင်လိုအမြဲကြောက်ပြီးရှက်နေတဲ့သူမဟုတ်တော့ဘူးကျွန်တော်ကျင့်သုံးခဲ့တာကရှင်းရှင်းလေးပါမှားသွားမှထက်မှန်သွားရင်ဘာဖြစ်မလဲတွေးခဲ့တာပါသုံးပြီးပြည့်စုံခြင်းကိုစောင့်စားမနေပါနဲ့အပေါ်မှာပေးခဲ့တဲ့ဥပမာကိုပဲပြန်ကိုးကားပါမယ်ကျွန်တော်မေးမဲ့မေးခွန်းဟာမှန်တဲ့မေးခွန်းဖြစ်ပါမလားလူတိုင်းသဘောကျမဲ့မေးခွန်းဖြစ်ပါမလားဖြေဆိုသူရောကြိုက်တဲ့မေးခွန်းဖြစ်ပါမလားကျွန်တော်ကရောတကယ်မေးခွန်းမေးဖို့အရေးချင်းရှိရလားစတာတွေသာလိုက်တွေးနေရင်ကျွန်တော်မေးခွန်းဘယ်တော့မှမေးဖြစ်တော့မှာမဟုတ်ပါဘူးအခွင့်အလမ်းနဲ့တွေ့ဖို့တင်ထိုက်တန်လို့ပါအဲ့ဒီအခွင့်အလမ်းကိုရယူနိုင်ခြင်းမယူနိုင်ခြင်းကတော့တင့်အပေါ်ပဲမူတည်ပါလိမ့်မယ်လူ20ယောက်ရှိတဲ့ဟောပြောပွဲမှာတင်ဟာနားထောင်နေသူတွေထဲကတယောက်ဖြစ်ပြီးဟောပြောနေသူကတင့်ကိုမေးခွန်းမေးစရာရှိရင်မေးနိုင်တယ်လို့မေးတာဟာအခွင့်အလမ်းတစ်ခုတင့်ရှိကိုရောက်လာခြင်းပါအဲ့ဒီအခွင့်အလမ်းကိုစုပ်ကင်နိုင်ခြင်းမကင်နိုင်ခြင်းကတင့်အပေါ်ပဲမူတည်ပါတယ်ပြောနေတော့တစ်ချိန်လုံးအိတ်ငိုက်နေခဲ့တယ်ဆိုရင်တော့တမျိုးပေါ့တစ်ချိန်လုံးလဲတေချာနားထောင်နေခဲ့တယ်တကယ်သိချင်တဲ့မေးခွန်းလည်းရှိတယ်သူကလည်းမေးခွန်းမေးဖို့အခွင့်အရေးပေးတယ်အဲ့ဒါဆိုရင်တော့မေးတာမေးပြီးတော့အဲ့ဒီလိုအခွင့်အရေးနောက်တစ်ခါရဖို့မလွယ်ပါဘူးပြ
ပြီးပြည့်စုံတဲ့အချိန်ကိုစောင့်စားမနေပါနဲ့နှစ်ယောက်တည်းတွေးမှမေးမယ်နောက်တစ်ခါတွေးမှမေးမယ်ဒီထက်လူနေတဲ့ဟောပြောပွဲကြမှာမေးမယ်စတာတွေစူးစမ်းမနေပါနဲ့လေးအကြောက်တရားကိုမြင်တဲ့ရှုထောင့်ပြောင်းလဲပါဘာလို့ကြောက်တာလဲဆိုတဲ့မေးခွန်းကိုတင့်ကိုတင်ပြန်ပြီးမေးကြည့်ပါအရင်တုန်းကမအောင်မြင်ခဲ့ဘူးလို့လားအရင်တုန်းကကြာရှုံးခဲ့ဘူးလို့လားအရင်တုန်းကမအောင်မြင်ခဲ့လို့သာဆက်ပြီးမလုပ်ကြီးဆိုရင်အတ္တိစင်မီးလုံးကိုတီထွင်နိုင်ခဲ့မှာမဟုတ်ပါဘူးသူသာကြောက်တတ်တဲ့သူဆိုရင်ပထမတစ်ချိန်နှစ်ချိန်ကြာရှုံးတာနဲ့သူအရှုံးပေးသွားခဲ့မှာပါလူသားပီပီကြောက်တာတွန့်ဆုတ်တာရှိတတ်ပါတယ်ဒါပေမဲ့အဲ့ဒီအကြောက်တရားတွေမျောပြီးပါမသွားဖို့အရေးကြီးပါတယ်အကြောက်တရားဟာအခွင့်အရေးတစ်ခုနဲ့နီးကပ်လာချိန်မှာဖြစ်တတ်တဲ့အရာလို့သဘောထားပါပြီးရင်အတွေးမလွန်ပါနဲ့တော့လှုပ်တင်တာကိုလှုပ်ပါငါအနာဂတ်ကိုအတိအကျခံမှန်းလို့မရဘူးအနာဂတ်ကိုအတင်တိကျမသိနိုင်ပါဘူးလက်ရှိအချိန်လေးမှာအနာဂတ်အတွက်စိုးရိမ်ပူပန်နေတာဟာတကယ်တော့အချိန်ဖြုံးနေတာနဲ့အတူတူပါပဲမရောက်တောင်မရောက်သေးတဲ့အနာဂတ်ကိုအသက်ရှင်နေဖို့100%မတေချာတဲ့အနာဂတ်ကိုတွေးပြီးစိုးရိမ်နေတာဟာတင့်ကိုရှေ့ရောက်စေမှာမဟုတ်ပါဘူးတကယ်တမ်းအာယုံဆိုင်ရမယ့်အရာကလက်ရှိလုပ်နေတဲ့အရာပါပြီးတော့ဒီနေ့လုပ်ရမယ့်အရာပါအဲ့ဒီအရာအားလုံးကိုသာကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်ကြိုးကြိုးစားစားလုပ်ရင်အနာဂတ်ဆိုတာအလိုလိုပုံပေါ်လာပါလိမ့်မယ်အနာဂတ်ဟာတိုက်တလုံးဆိုရင်တင်အသက်ရှူနေတဲ့စက္ကန့်တိုင်းဟာအုတ်ချက်တွေတဲပွင့်တွေဖြစ်ပါတယ်တိုက်တလုံးစောက်ဖို့အရေးတွေးပူနေုံနဲ့တင့်စီကိုအုတ်တွေတဲတွေအလိုရောက်လာမှာမဟုတ်ပါဘူးတွေးတင်တလောက်တွေးလို့ရပါတယ်ဒါပေမဲ့အတွေးမလွန်ပါစေနဲ့6အကောင်းဆုံးစူးစမ်းပြီးရင်နောက်တမရနဲ့တစုံတစ်ခုကိုမိမိကအကောင်းဆုံးစူးစမ်းပြီးသွားပြီဆိုရင်နောက်တမရပါနဲ့မိမိတက်နိုင်တဲ့လောက်လုပ်ခဲ့ပြီးပြီပဲမိမိလုပ်နိုင်တာကုန်လုပ်ခဲ့တဲ့အတွက်လက်ပြလုံးပါလောကကြီးမှာအရာအလုံးကိုတင်မထိန်ချုပ်နိုင်ပါဘူးတင်ထိန်ချုပ်နိုင်တဲ့အကောင်းဆုံးဆောင်ရွက်ခြင်းဆိုတဲ့အရာကိုတင်လုပ်ခဲ့ပြီးပြီပဲကြံတာကိုကောင်းတဲ့မထည့်ပါနဲ့တင်လုပ်ခဲ့တာကိုနောက်တရနေတာမျိုးရှက်နေတာမျိုးလည်းမဖြစ်ပါစေနဲ့မလုပ်ခင်မှာအတွေးမလွန်တင်တယ်လို့လုပ်ပြီးရင်လည်းအတွေးမလွန်တင်ပါဘူးခုနှစ်တင့်ကိုတင်စကားပြောတတ်ပါစေနေ့တိုင်းလူတွေနဲ့စကားပြောကြရတယ်ဒါပေမဲ့တကယ်တမ်းအခြားလူတွေနဲ့ပြောရတဲ့စကားလုံးအရေးအတွက်ကမိမိကိုယ်ကိုခေါင်းထဲမှာပြန်ပြောတဲ့စကားလုံးအရေးအတွက်နဲ့ရှုပ်ရင်နည်းနည်းလေးရှိပါတယ်ညဘက်အိတ်မပြောခင်အချိန်ထိကိုစကားပြောကြပါတယ်ခေါင်းထဲမှာအခုဒီစာဖတ်နေရင်းနဲ့တောင်တင်စကားပြောနေပါတယ်လိလာသူတွေရဲ့အဆိုအရ1မိနစ်တိုင်းလူအများစုဟာစာလုံးရေ150ကနေ200ကြားခေါင်းထဲမှာပြောနေကြပါတယ်တင်ခံစားနေရတာတွေတော်တော်များများကတင်တကယ်ခံစားနေရတာမဟုတ်ပဲတင့်အတွေးတွေကတင့်ကိုပြန်ပြီးစကားပြောနေတာပါတင့်ဘဝမှာတင့်ကိုတင်စကားပြောတဲ့ပမာဏလောက်တင်မတူကိုမှစကားပြောဖြစ်မှာမဟုတ်ပါဘူးဒါကြောင့်တင့်ကိုတင်ကျင်နာပြောဆိုပါ